န္တလေးမြို့ရဲ့112လမ်းတိုင်းဟာနေရာကောင်းနေဆိုပေမဲ့ပိုင်ဆိုင်မှုစာရစာတမ်းအရှုပ်ရှင်းဖြစ်မှာကိုစိုးရိမ်နေပါလားဒါဆိုရင်တော့စိတ်ပူစရာမလိုတဲ့မြေကွက်လေးတစ်ကွက်လေးကိုမိတ်ဆက်ပေးခြင်းပါတယ်55နဲ့56လဲကြား112လမ်းပေါ်မှာတည်ရှိပြီးတော့ပေ20ပေ30အကျယ်ရှိတဲ့ဒီမြောက်လဲကွက်လေးကကရန်တသက်အသစ်ဆက်မှုပိုင်ဆိုင်မှုကတော့လုံးဝကိုခိုင်ပါပါတယ်တွဲခန်းနေနဲ့နှခမ်းပါပြီးရိုးခန်းနှခမ်းပါပါမယ်ဒီလိုခရန်အသစ်နဲ့နေရာကောင်းကို3800ဆိုတာကအခုခေတ်ဈေးနဲ့ရှင်မယ်ဆိုရင်တကယ်တန်တဲ့ဈေးတန်းတစ်ခုပါပဲပိုင်ဆိုင်မှုကိုရှင်းရှင်းလင်းလင်းနဲ့စိတ်ချလက်ချဝယ်ခြင်းနဲ့ဆိုရင်ကိုခန့်အချက်မြေကိုအခုပဲဆက်သွယ်ဖို့အတွက်အကြံပေးပါရစေမန္တလေးမြို့ထဲမှာ3900အောင်နဲ့ကားထားလို့ရတဲ့နှစ်ထပ်တိုက်လေးရှားနေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုမဖြစ်မနေကြည့်သင့်ပါတယ်။ဘာလို့လဲဆိုတော့89လမ်းနီး39နဲ့38ကြားမြောက်လက်အိမ်လေးဖြစ်တဲ့28ပေ40အကျယ်ရှိပြီးတော့နိုင်ငံနှစ်ထပ်တိုက်ကလေးကတော့6900ပဲခေါ်ထားတာမို့ဈေးလေးကတော့အရန်တန်ပါတယ်။နေကျင်တဲ့လူတွေအတွက်ရောယင်းနှိမ့်မြုပ်နှံမှုတွေအတွက်ပါအဆင်ပြေတဲ့နေရာလေးမို့လို့ကိုခန့်အချိန်မျိုးကိုအခုပဲအမြဲဆုံးဆက်သွယ်လိုက်ပါ။မင်္ဂလာပါခင်ဗျာဒီနေ့မိတ်ဆက်ပေးချင်တာကတော့ရေတကုံတောင်နာကဧကကွက်အကျယ်လေးတွေကိုမိတ်ဆက်ပေးကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအမြေကွက်လေးတွေကိုဆွေးနွေးကြရကောင်းလို့မိတ်ဆွေတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်ညီကွက်ကတော့ခွေကြီးကုန်းလက်မကြီးရဲ့တကွမ်းငုပ်တည်ရှိပြီးတော့ခေဆာဆာသတောက်ဆိုင်နီးနားမှာတည်ရှိပါတယ်အကွက်ကတော့3ရင်ကရှိပါမယ်ဈေးကတော့3400ညီနိုင်ဆိုပေမဲ့ဘောစီတွေအတွက်နောက်ပိုင်းရမယ့်တန်မိုးနဲ့ရှင်မယ်ဆိုရင်တကယ်ကိုတက်ပါတယ်တကယ်လို့အများကြီးမလိုချင်သေးဘူးဆိုရင်တိတ်ကချင်းစီလည်းရောင်းပေးအောင်ပါပါဈေးကတော့3500ညီနိုင်ပါဗျာဒီလိုနေရာကောင်းဈေးနှုန်းတင်တဲ့ဧကကွက်တွေကနောက်ပိုင်းမှာပိုတမိုးကြီးလာဖို့ပဲရှိပါတယ်လက်ရှိချိန်နေနဲ့အနာဂတ်အလားအလာရဆိုရင်တော့တမိုးတက်မှာတော့ခိုင်မှာပါပဲစိတ်ဝင်စားတယ်ဆိုရင်အခုချက်ချင်းပဲဆက်သွယ်ပြီးအသေးစိတ်ကိုမြင်မြတ်ဖို့အတွက်အကြံပြုချင်ပါတယ်မလာတက္ကသိုလ်နားမှာကပီတယ်ဘက်မှာနေဖို့ပဲဖြစ်ဖြစ်ဝယ်ထားဖို့ပဲဖြစ်ဖြစ်ရှက်တန်တဲ့နေရာလေးတစ်ခုကိုတွေ့ထားပါတယ်ပေ40ပေ60အကျယ်ရှိပြီးတော့အိမ်ပါမယ်အခန်းအနေနဲ့ကတော့၄ခန်းပါရှိပြီးတော့ရင်မီးအစုံလေးနဲ့အဆင်သင့်နေထိုင်ရုံပါပဲလမ်းကလည်းကတ္တရာလည်းဖြစ်တဲ့အတွက်ကောင်းဝယ်ထွက်ကောင်းပြီးရက်ွက်ကလည်းတော်တော်တတ်ပါတယ်ဈေးက3500ခေါ်ထားပါတယ်ဒီနေရာနဲ့ဒီဈေးနဲ့တော့တကယ်တတ်ပါတယ်ဗျာစာရွက်စာတမ်းကလည်းစလစ်မွန်ရေးဆိုပေမဲ့အခိုင်မှာမူကတော့လုံးဝစိတ်ချရပါတယ်အရှုပ်ရှင်းကိုလည်း100%အာမခံပေးပါလေဒီလိုနေရာကောင်းဈေးတက်နာလေးမို့ကိုကဲ့အချိန်မျိုးကိုပဲဆက်တွေ့လိုက်ပါ